ချောင်းဂျီကွမ်နိုဖလစ်က The Way of Dragon Fasa for the S right ဒီကြားမှာတော့နောက်မှာတော့ going to be a violence ပြန်ပြီးတော့သုံးပြီးတော့ back wine နဲ့ဘိုးဘက်မှာလည်း ဒီမွန်ဒူမန်ပြန်တော့ဘက်လာတယ်နောက်မှာတော့အော်နီနို shifting လုပ်နေတဲ့အချိန်မှာလည်းသွေးတော့ရောဝိုင်းနောက်မှာတော့ king ball လေးနဲ့မှာလည်း battery ကစိုင်နေတော့မယ် user ရှင်းပြန်ထွက်တော့မှာဟုတ် 3 man ဆွဲတော့ချိန်ပေးမယ် Edward လက်ပူကြီးကတောင်းမာနေတယ်ငါးကောင်လို့တင်း white out ပါဖြစ်သွားတာပြိတ္တာ Edward double k triple k Edward triple k Edward ကြီးကြည်အောင်ငါတို့ကမသိဘူးရောင်ကြီးတပူ Brader Fighter ကိုနေပြီးအောက်တာလာနေနော်နောက်မှာ damage ပေးမဲ့ကောင်လည်းပါတယ်ဆိုဒီမိုကိုက်တေးသွားတယ်မလို့တော့အေးကြီးပဲရသွားပြီ Yazuki ဝင်လူပေးသွားတယ်မတော့မလေးမင်းစစ်သားပြန်တော့တေးသွားတယ်နောက်မှာလေ Yazuki အနေနဲ့တော့3ယောက်ကြားထဲမှာရုံးကန်နေခဲ့ပေမဲ့ဘေးနားနေတော့ damage game ပြီး spray jet နေနဲ့တော့ light လေးတစ်ကောင်မှာ ammo တကြဝိုင်းတယ်မတော့ Edward ထမ်းပြီးလို့ရသေးလား UL လေးမှာဂျာညက်နေနဲ့မတော့ UL တစ်ကောင်မှာတေးဆုံးသွားခဲ့တယ် shut down ကြီးနော် Yuki တို့တဲ့3ကောင် light မှာထက်ရှောသွားတယ် triple k မှာ Hijumi နဲ့ Yuki တို့တဲ့4ကောင်နော်အဲ့တော့လောက်ပဲကြံတော့တာအေး bounce back တာကြီးကကြောက်စရာကြီးနောက်မှာ5ယောက်တယောက်တိုက်5 with the 1 5 with the 1 5 with the 1 5 with the 1အဲ့တော့လမ်းရှိကတကယ်ကြီးအောင်ကြီး4ယောက်တယောက်ကိုခံချနေပေမဲ့နောက်ဆုံးမှာ Hijumi ကပြစ်ချက်နဲ့ shut down ကြီးပေးလိုက်တယ်5ကောင်လို့တင်း white out ကိုတော့ Rora Gaming Philippines ပေးဆက်ထားပြီပဲဖြစ်ပါတယ်တန်ဖောင်ဖလစ်ကနောက်မှာ Skyfall ဆွဲချိတ်ပေးမလဲမတော့မာဝါသလိုပဲနော်နီနိုကျွန်တော်ဒီဘက်မှာတော့နော် Sky Bounty Stay ပိုင်းတော့ပြန်သုံးတိုင်းမှာတော့ Feather Air Strike ကြောင့် RV ကန်ခံလိုက်ရလားမသိဘူးเนาะနီနိုပါထက်ရှောသွားပြီအောင်အေးအဲ့မှာကွန်စီးဖြောင်းနေနေတာလမ်းရှိက Flicker နဲ့ Arlet မှာ Disable ဝင်သွားတယ် Double Game မှာ Edward ဟာဘတ်တေးကိုဖြစ်တယ်လို့ကြီးဆိုင်သွားတာအောင်အပေါ်ထဲမှာအမှန်တိုင်းပြောနေနီနိုပြေးမဖမ်းနိုင်ဘူးအဲ့ဒီ movement မဖမ်းနိုင်ဘူး position တော်တော်ကြီးလက်ကျွံနေတဲ့အပြင်မှာเนาะဒီဘက်ကဒီဆိုင်ရှင်းကြီးလည်းဖြစ်နေတာဆိုတော့ပိုဆိုးတယ်ဟာတမျိုးပါလားအေးเนาะအတာသီးနဲ့မစော့ချင်ဘူးနဲ့တူတဲ့ညီကိုတို့အဲ့ဒါပြောတာအတာသီးနဲ့မစော့ချင်ဘူးဖြစ်နေတာဟာဖလစ်ကာကြီးပါပေးပလိုက်တော့ကွာမလို့လေနော် Hijumi မှာ no flicker လဲလမ်း mega မတက်ရိုက်ထားနေမယ်နောက်မှာ second 20လောက် second 10 second ကျော်တော့လူနေသေးတဲ့အချိန်လေးတော့ free ကတော့ဘတ်လိုင်းနဲ့ဝင်ခုတ်မှာချောင်းကြီးကွမ်တို့နောက်မှာ Hijumi no flicker ဆိုတဲ့နေတာခုမှာတော့ပြုဝေးနေချာနောက်မှာ immortal လည်းကြံနေတဲ့ချောင်းတော့ဝေးအတွက်ဝင်ကန်ဝိုင်း Hijumi ကိုအသေးရအရှင်ရဝင်လုံးတော့ rose gold တွေပါကောက်ချင်းသွားပြီမယ်နောက်ဆုံးမှာ Hijumi shut down ကြီးပါပေးလိုက်လို့ research မောင်နေရှော့ကကြမှာ RV လည်းထက်ရှော့ဝိုင်းမှာ Yazuki double game ထပ်ပေးရတို့3ကောင်တေဆုံးသွားတယ် Rora Philippine Gamingတကယ်ကိုကောင်းမွန်လာပါတယ်ဘတ်တဲ့တပေါက်ကိုတော့စိုင်ပြသွားနေတယ်ပဲဖလစ်ကာမရှိတော့တဲ့ Hijumi ကဖီလင်းပဲဖြစ်နေမလားဗျလက်တိုတယ်4ကောင်5ကောင်နီနိုပါမေဂါကစ်ထပ်ပေးလိုက်နေပဲတင်း white out နဲ့တူ game number 1ကိုတော့ Rora Philippine တကယ်ကိုကောင်းမွန်လာတဲ့ဘတ်တရီနဲ့အတူပဲနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ရန်ကောင်းတယ်နောက်မလို့ ဖီယာကြီးနောက်ကပတ်ခုတ်သွားတာနဲ့